တေပြီးမှပြန်ရှင်လာနိုင်တဲ့ကပအကျဉ်းဆုံးတတ္တဝါအနုမြူဘုံတန်ကိုခံနိုင်ုံတည်းမကပဲအာကာသထဲပစ်ထားရင်တော့မသိနိုင်တဲ့ကပအကျဉ်းဆုံးတတ္တဝါအကြောင်းသင်သိပါသလားသူ့နာမည်ကတော့ tardigrade သို့မဟုတ်ရေဝုတ်ဝုံလို့ခေါ်ပါတယ်အရွယ်အစားကတော့အဖျားလောက်ပဲရှိပြီးအနုကြည့်မှန်ပြောင်းနဲ့ကြည့်မှာပဲမြင်ရတာပါဒီကောင်လေးတွေဟာရေခဲမက်အောင်အနှုတ်282ဒီဂရီကနေမီးတောင်ချောရည်ထပ်ပူတဲ့အပေါင်း150ဒီဂရီအထိခံနိုင်ရရှိပြီးရေလုံးဝမတောက်ပဲနှစ်ပေါင်း30ကျော်ရှင်သန်နိုင်ပါတယ်အစမ်းဆုံးကတော့သူတို့ဟာခန္ဓာကိုယ်ထဲကရေဓာတ်ကို99%အထိထုတ်ပြပြီးအသက်မဲ့တယ်လို့ပြီးသွားတယ်လို့နေနိုင်တာပါပြီးမှရေပြန်တွေးတဲ့အခါနာရီပိုင်းအတွင်းပြန်ရှင်လာတတ်ပါတယ်သိပ္ပံပညာရှင်တွေတော့အံ့ဩရတဲ့ဒီရေဝုတ်ဝုံလေးတွေအကြောင်းသင်ကောဘလို့ထင်လဲနောက်ထပ်အစမ်းတကြေဘ ഹു တုဒ္ဒတွေအတွက် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်